လက်ရှိအိမ်ကတော့ဒီဇိုင်းရိုက်လုပ်ငန်းလုပ်တာပေါ့နော်အဲ့ဒါကိုမှနည်းနည်းလေးကိုကထပ်ပြီးတော့အခု update ဒီပညာလေးသိချင်လို့လာပြီးတော့တက်တာပါတကယ်လာတက်လိုက်တော့ကိုသိချင်တာတွေအပြင်တခြားလမ်းကြောင်းတွေလည်းပို့ပြီးတော့သိသွားတယ်ဒီလမ်းကြောင်းကနေဘယ်လို income တွေထပ်ရှာရမလဲဆိုတာလည်းရှာလေးသိသွားပါတယ်အမင်းသစင်မိုးပါတစားတောက်ရရောအကုန်လုံးပေါ့နော်မလုပ်ပေးလဲရတဲ့အရာတွေကိုပါစေနာထားပြီးလုပ်ပေးတာလည်းမြင်တွေ့ရတာမလို့တင် जा ရေးပိုင်းကတော့ဒီထက်တောင်ပေးတဲ့အရာဆိုတော့ပို့ပြီးပေးတာပေါ့နော်မပေးတဲ့နာတော့မပေးနေဆိုအားလုံးစင်ပြပါတယ် Facebook မှာတွေ့လိုက်တော့ profile ကိုအရင်ဝင်ကြည့်ရပါတော့เนาะအခုကအတူ fake တွေကလည်းပေါ်တော့လေတင်ရိုးကိုကြည့်တယ်ယုံကြည်ရတဲ့ဟာလားကြည့်တယ်ပြီးလို့ရှိရင်ဆရာကလည်းတကယ် service ရှိတဲ့ဆရာဖြစ်နေတာရယ်ပြီးတော့တင်တဲ့ message တွေကလည်းအများကြီးနဲ့ဆိုတော့တကယ်ကြီး run နေတဲ့ဟာဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုယုံကြည်ချက်နဲ့လာတက်တာတကယ်နဲ့လာတက်လိုက်တော့လေကိုမျောလင့်ထားတဲ့အများကြီးပို့ရပါတယ်ဒီဒဇိုင်းရဲ့ပညာနဲ့ရှာခြင်းနဲ့ဆိုလို့ရှိရင် join တင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါကအလုပ်အသေးကနေအကြီးအထိ income နည်းနည်းကနေအများကြီးအထိဆက်ပြီးတော့သွားနိုင်တဲ့ချက်ထွင်နိုင်တဲ့လုပ်ငန်းဖြစ်နေတာကြောင့်တကယ်ဒီလုပ်ကိုဒီဇိုင်းမလုပ်ချင်တယ်ဆိုလို့ရှိရင်တကယ်လုပ်ရင်တကယ်ချမ်းသာမဲ့ဖြစ်တာကြောင့် professional ပညာရဲ့အနေနဲ့စီးပွားဖြစ်လုပ်ချင်တယ်ဆိုလို့ရှိရင်ဆရာတင်တာကို recommend ပေးပါတယ်